နှစ်ကောင်စလုံးအသုံးမကျပါဘူးခင်ဗျာနောက်တစ်ကောင်ထက်ကြည့်လိုက်ရနောက်တစ်ကောင်ကကြတော့ဒါ dispenser golem ပေါ့နော်ဒီကောင်ကတော့တော်တော်ထူးဆန်းတာဒီကောင်ကမြားတွေပြစ်တတ်တယ်တဲ့ okay စမ်းကြည့်အောင်ရောပြစ်ကြည့်အောင်လို့ချအခုချိန်ကြီးတော့မြားနေတော့မပြစ်သေးဘူးဘာလို့လဲတော့မသိဘူးအော်ပြစ်ပြီတော့တစ်ချက်ကြမှာပြစ်တာခုနအတန်လေးတော့ကြားလိုက်ရတယ် okay yeah ဒါပေမဲ့အချိန်တိုင်းမပြစ်တော့တိတ်မကောင်းဘူးနော်နောက်တစ်ကောင်ကကျတော့ကျွန်တော်အကြိုက်ဆုံးကောင်ပေါ့နော်ဒီကောင်ကကျတော့ TNT golem ပဲဖြစ်ပါတယ်သူကဘာလုပ်လဲဆိုတော့သူ့တကောင်နဲ့ဘာလုပ်ထားတယ်သိလားသူကဘာလုပ်လဲပြမယ်မကြည့်လိုက် house တကောင်ရှိရနော်ချနေတယ်ဟုတ်ပြီပြီးတော့ပေါက်သွားပါတယ်ခင်ဗျာအသေးခံဘုံခွဲတာပေါ့နော်ဒီကောင်ကအဲ့တော့တော်တော်ကြီးမိုက်တယ်ဒီကောင်ကကျွန်တော်အကြိုက်ဆုံးပဲဒါပေမဲ့သူ့တကောင်နဲ့ထားပြီးတော့သုံးရမှာပေါ့နော်သူကအကုန်လုံးဖြစ်စည်းဖြစ်တာဆိုတော့ဒါမဲ့လေဒီကောင်ကသုံးလို့တော့အဆင်မပြေဘူးတည့်ရတိုင်းပဲအရာတွေကိုဖြစ်စည်းဖြစ်တယ်ဆိုတော့လေကျွန်တော်တို့ကရွာမှာသုံးလို့ရှိရင်ရွာကြီးပြည့်စည်းသွားမှာပေါ့နော်အဲ့တော့ yeah ဒါကတော့ TMT golem ပဲဖြစ်ပါတယ်နောက်တစ်ကောင်ကကြတော့ဒါကတော့ sponge golem ဒါဟိုရေဆုပ်တဲ့ golem နဲ့ဘာလို့ကျွန်တော်တို့ရေဆုပ်တဲ့ golem သုံးမလဲတော့မသိဘူးဒါပေမဲ့သုံးကြည့်အောင်ရေဆုပ်လားအော်သူ့ဘေးနာရေတွေ့လားရေပျောက်နေ okay မင်းရေထဲသွားကြည့်ပါလားတိုက် okay ရောက်ပြီရေထဲ wow မိုက်တယ်ကွာသူကရေသူ့နာရှိရေတွေကအကုန်လုံးပျောက်ဖြစ်နေ okay ဒီကောင်ကြီးတွေငါရေဗါလေ ocean monument ရေထုတ်တဲ့အချိန်ဒီကောင်ကြီးရရှင်ကျတော့အရင်အလုပ်သက်တာမှာနော်မကြည့်လိုက်ချက်ချင်းရေပျောက်နေ okay ကိုပါတယ်အဲ့တော့ဒါကတော့ sponge golem ဖြစ်ပါတယ်နောက်တစ် golem ကကြတော့ဒါရေခဲ golem ပေါ့နော်သူ့တကောင်နဲ့ဘာလို့ထားရလဲဆိုတော့ကျွန်တော်ပြမယ် okay ပထမဆုံးမှာလှုပ်လိုက်ရင်ဘေးနားမှာရေတွေအကုန်လုံးခဲပလိုက်တွေ့လားအဲ့တော့ဒီကောင်ကတော့ဘာလို့မင်းရဲ့မျက်လုံးနဲ့ဆွေဆောင်ဖြစ်နေโอเคအလကားစတာပါဒါကြီးတော့ချကြည့်အောင်ဒီကောင်တော့နေနိုင်မယ်ထင်တယ်အော်တော့ရေခဲနဲ့ဖိတက်လိုက်တယ်ကြည့်အောင်အေးပါကွာစမ်းကြည့်အောင်လို့နောက်တစ်ကောင်ဟုတ်ပြီလောက်ထားချတာ yes okay ဒီကောင်တော့အခြေအနေကောင်းတယ်မကောင်းဒီမှာကြည့်ရေခဲကအပ်နေပြီတွေ့လား golem တွေအကုန်လုံးကြည့်ပြီးသွားပြီဆိုတော့နောက်ဆုံး golem ကိုကျွန်တော်ကြည့်လိုက်ကြအောင်ဒီ golem ကတော့ကျွန်တော်အထင်အပြင်းဆုံးပဲပေါ့နော်ဒီ golem ကတော့ကျွန်တော်အထင်အပြင်းဆုံးပဲပေါ့နော်ဒီထက်ပြင်းတဲ့ golem မရှိတော့ဘူးဒီ golem ကိုဘယ်မှာရှာနိုင်လဲဆိုတော့ဒီမှာပါခင်ဗျာဒါတော့ bedrock golem ပဲဖြစ်ပါတယ်ဒီကောင် creative မှာပဲသုံးလို့ရတာသူဥလေးနဲ့ပဲထွက်တယ်အဲ့တော့စမ်းကြည့်အောင်ရော့သူ bedrock နဲ့လောက်ထားတယ်ဆိုတော့လုံးဝ100ရာခိုင်နှုန်းမပြတ်စည်းပါဘူးခင်ဗျာโอเคအဲ့တော့ကျွန်တော်တို့စမ်းကြည့်အောင် host တွေနဲ့host အကောင်1000လောက်ထုတ်လိုက်မယ်ကွာ